Great Alexander အကြောင်းသိထားတဲ့အချက်လေးများတစ်ချိန်က Macedonian တို့ရဲ့ဘုရင် Great Alexander အကြောင်းကိုကမ္ဘာသမိုင်းမှာခြံထားခဲ့လို့မရပါဘူး Macedonia ဆိုတာယခုအထိရှိနေစေနေမြေတစ်ခုဖြစ်ပါတယ် Greece နိုင်ငံမြောက်ပိုင်းနဲ့ Serbia နိုင်ငံတောင်ပိုင်းနယ်မြေတစ်ခုအဖြစ်မြင်တွေ့နိုင်ပါတယ်ခရစ်တော်မပေါ်မီနှစ်ပေါင်းများစွာကတည်းကကြီးမားတဲ့ empire ကိုတည်ထောင်နိုင်ခဲ့တဲ့ Alexander ဘုရင်ကြီးဟာဘယ်လိုလူမျိုးလဲဆိုတာအခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရလဲဆိုတာအောက်ပါအချက်လေးတွေကလေတစ်စိတ်တစ်ပိုင်းပြောပြနေပါတယ်အသေးစိတ်ကိုတော့အလွယ်တကူရှာဖတ်လို့ရတဲ့အတွက်မဖော်ပြတော့ပါဘူး Alexander ဟာအသက်20မှာ Macedon ဘုရင်ဖြစ်ခဲ့တာပါသူ့ရဲ့ခမဲတော်က Felix II ဘုရင်ကြီးဖြစ်ပါတယ်။သူ့ရဲ့ခမဲတော်ဟာတော်ဝင်ကိုရံတော်တယောက်ရဲ့မင်္ဂလာဆောင်မှာလှုပ်ကြံခံခဲ့ရတာပါ။သူဟာထီးနှံကိုဆက်ခံဖို့အတွက်သွေးစွန်းတဲ့လမ်းကိုရှောက်ခဲ့ရပါတယ်။မဲတော် Olympia ဟာ Epirus ယခုဂရိနဲ့ Albania မျှပိုင်သူဖြစ်တဲ့အတွက်သူဟာ Macedonian စစ်မဟုတ်ဘူးဆိုပြီးပုံကံမှုတွေအများကြီးကိုရင်ဆိုင်ခဲ့ရပါတယ်။အဖေတို့မအေကွယ်မောင်နှမတွေအများကြီးအပြင်သူ့ကိုလက်မခံသူတော်တော်များများကိုတပ်ပစ်ခဲ့ရပါတယ်။သူဟာ336 323 BC အထိမင်းပြုခဲ့ပြီးစစ်တိုက်နေရတာနဲ့ပဲအချိန်ကုန်ခဲ့သူဖြစ်ပါတယ်။သူဟာအသက်33နှစ်မှာတည်ဆုံးခဲ့ပြီးသူ့ရဲ့တည်ဆုံးမှုကိုယခုအထိအငင်းပွားနေကြဆဲဖြစ်ပါတယ်။ဘုရင်ကြီးရဲ့တည်ဆုံးမှုကိုအစိတ်နဲ့လှုပ်ကြံခံရတာလို့ပြောသူတွေရှိတယ်လို့တိုက်ဖိုက်ယောဂါနဲ့တည်ဆုံးတယ်လို့ဆိုတဲ့သူတွေမနှဲပါဘူးသူဟာမွေးရပါစပင်အနီရောင်ဖြစ်ပြီးသူ့ရဲ့ဆရာအရင်ကတွေးခေါ်ပညာရှင် Aristotle ဖြစ်ပါတယ်အသက်16နှစ်ကတည်းကစစ်တိုက်ခဲ့တဲ့ Alexander ဟာနောက်ဆုံးတည်ဆုံးချိန်အထိစစ်ပွဲတစ်ပွဲမှမရှုံးခဲ့ဘူးပါဘူးဒါကြောင့်လေကမ္ဘာသမိုင်းမှာသူဟာစစ်မရှုံးဘူးတဲ့စစ်ဗိုလ်ချုပ်တဦးအဖြစ်ကြော်ကြားခြင်းဖြစ်ပါတယ်။သူ့ရဲ့စစ်ရေး view ဟာများကိုယနေ့အထိစစ်တက္ကသိုလ်တွေများစွာမှာထည့်သွင်းစဉ်းစားနေရစေပါ။ BC 334မှာသူဟာဂရိနိုင်ငံကိုပေါင်းစည်းပြီးနောက်အာရှတိုက်ယနေ့ခေတ်တူရကီကိုပထမဆုံးခြေချခဲ့ပြီးပါရှားဘုရင် Darius III နဲ့စစ်ပြိုင်ခဲ့ပါတယ်။သူ့ရဲ့အကြော်ကြားဆုံးသောစစ်ပွဲများစွာတွေကတစ်ခုမှာ Grenier စစ်ပွဲဖြစ်ပြီးပါရှားမြို့တော်နဲ့ဗန္နာတိုက်ကိုအညံ့ခံဖို့ရအတွက်တိုက်ခဲ့တာဖြစ်ပါတယ်။စစ်သား15000ရှိတဲ့ Macedonian တပ်ကိုပေ20အရှိရှိတဲ့လှန်ကျွန်းတွေကင်ဆောင်စေပြီးဓားကင်ထားတဲ့ပါရှားတပ်ကိုခြေမုံခဲ့ခြင်းဖြစ်ပါတယ်။သူဟာမြို့ပေါင်း20ကျော်ကိုသူ့နာမည်ကိုသူပြန်ပေးခဲ့တဲ့အတွက်လည်းသမိုင်းမှာထင်ရှားသူဖြစ်ပါတယ်။အကျော်ကြားဆုံးမြို့ကတော့နိုင်မြစ်ဖျားမှာတည်ရှိတဲ့ Alexandria မြို့ဖြစ်ပါတယ်။သူအလားတူအမိပေးခဲ့တဲ့မြို့တွေ Mesopotamia, Egypt, Iraq, Turkey, Afghanistan, Pakistan နဲ့အခြားအာရှမြောက်ပိုင်းဒေသတွေမှာရှိပါသေးတယ်။သူ့ရဲ့မြင်းအမီ Vuceflo ကိုအစွဲပြုပြီးမြို့တစ်မြို့အမီကို Vucefla လို့ပေးခဲ့ပါသေးတယ်။သူ့ရဲ့မြင်းဟာသူ10နှစ်သားအရွယ်မှာသူ့ခမဲတော်စီကလက်ဆောင်ရခဲ့တာဖြစ်ပြီးစစ်ပွဲပေါင်းများစွာသူနဲ့အတူတိုက်ခဲ့တာပါ။တိုက်ပွဲမှာသူ့ရဲ့မြင်းကျသွားပြီးတဲ့နောက်မှာအမတ်တရအနေနဲ့မြို့ကိုမြင်းအမီပေးခဲ့ခြင်းဖြစ်ပါတယ်တဲ့။သူဟာစစ်ပွဲတွေကိုကိုယ်တိုင်ဦးဆောင်တိုက်လေ့ရှိပြီးတေလောက်တဲ့ဒဏ်ရာတွေရခဲ့ပေမဲ့မသေးခဲ့ပါဘူး။အိန္ဒိယတို့ချီယာတွင်တိုက်ခဲ့တဲ့စစ်ပွဲမှာသူဟာအဆုတ်ကိုထုတ်ချင်းပေါက်တဲ့မြားဒဏ်ရာကိုရခဲ့ပူပါတယ်။မှတ်တမ်းတွေအရတော့သူဟာဘယ်တုန်းကမှကြောက်ရွံ့တုန်လှုပ်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ပြီးတော့သူဟာအရက်ကိုအလွန်တောက်သူဖြစ်ပြီးမူးလာရင်သွေးဆူပါတယ်။မူးပြီးသူ့ရဲ့စစ်ဗိုလ်ချုပ်နဲ့စကားများရာကနေလှန်နဲ့တေးအောင်ထိုးတက်ဖူးတဲ့အထိမှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။အရက်တောက်ခြင်းဟာသူ့ရဲ့တက်တန်းတိုးစေတဲ့အဓိကအကြောင်းရင်းတွေကတခုလည်းဖြစ်နိုင်ပါတယ်။အန်အောစရာတစ်ခုကတော့ Alexander ဟာစစ်သားတွေရဲ့ပုံကံမှုများစွာကိုကြုံတွေ့ခဲ့ရတာပါပဲ။ပုံကံတဲ့စစ်သားတွေကိုဘာမှထွေထွေထူးထူးမလုပ်ပဲပါရှားစစ်တပ်ကိုယာရုတိုးပေးပြီးစစ်ကိုဆက်တိုက်ခဲ့တာဖြစ်ပါတယ်တဲ့။သူ့ရဲ့တွေးခေါ်ပညာရှင်လည်းဖြစ်တင်ချပညာရှင်လည်းဖြစ်တဲ့ Diogenes နဲ့တွေ့ဆုံမှုဟာလည်းသမိုင်းမှာအထင်ကြီးဖြစ်ခဲ့ပါတယ်။သူ့ရဲ့အုပ်ကူဟာမှတ်တမ်းများအရာ Egypt နိုင်ငံ Alexandria မှာတည်ရှိပြီးလှုပ်ဝက်မှုပေါင်းများစွာနောက်ွယ်မှာရှိနေပါတယ်။ဒါပေမဲ့ AD 400စုနောက်ပိုင်းမှာတော့သူ့ရဲ့တင်းချိုင်းအုပ်ကူတွင်ဖြစ်ခဲ့သမျှမှတ်တမ်းတွေအားလုံးလုံးဝရှာမတွေ့ကြတော့ပါဘူး။ရာစုနှစ်ပေါင်းများစွာ Egypt မှာတည်ရှိခဲ့တဲ့အုပ်ကူတွင်ကရုပ်အလောင်းဟာလည်းယခုအထိရှိသေးတယ်မရှိတော့ဘူးညင်းနေကြတော့မှာပဲ။သူဟာ3ခါတိတိမင်္ဂလာဆောင်ခဲ့ပြီးဇနီး3ယောက်ရှိပါတယ်။
သားတစ်ယောက်သာထွန်းကားခဲ့ပါတယ်။သူဟာပါရှားနဲ့ဂရိကိုပေါင်းစည်းစေခြင်းသူဂရိယဉ်ကျေးမှုကိုအာဖဂန်ပါကစ္စတန်တို့အထိတည်ဆောင်ဖေးခဲ့သူလည်းဖြစ်ပါတယ်။ Great Alexander ဟာပြီးပြည့်စုံတဲ့ဘုရင်တစ်ပါးစစ်သူကြီးတစ်ယောက်မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့လူတော်တော်များများသူကိုနှစ်သက်ခဲ့ကြပါတယ်။နှစ်ပေါင်း2000ကျော်ကြာမြင့်ပြီးနောက်မှာတော့သူဟာတမိုင်းတစ်လျှောက်မှာဆွဲဆောင်မှုအရှိဆုံးနဲ့ဩဇာအာဏာအကြီးမားဆုံးသောဘုရင်တစ်ပါးအဖြစ်တည်ရှိနေစေပါ။တိုတောင်းတဲ့အချိန်နှစ်အနည်းငယ်အတွင်းမှာသူဟာကမ္ဘာနေရာတော်တော်များများကိုသိမ်းပိုက်နိုင်ခဲ့ပြီးနှောင်းလူတွေအတွက်အမွေအနှစ်ပေါင်းများစွာကိုခြံထားနိုင်ခဲ့သူဖြစ်ပါတယ်။စာအရန်ရှိမှဆိုတဲ့အတွက်ခြံလက်ထားခဲ့တာတွေရှိပါသေးတယ်။